ဟာတော့ခုကျွန်တော်ရောက်ရှိနေတဲ့နေရာတော့မတူပီမြို့နယ်အတွင်းမှာတည်ရှိတဲ့ပုံတရာရေတခွန်ကြီးပေါ့နော်ပုံတရာရေတခွန်စီကိုကျွန်တော်ရောက်နေတာဖြစ်ပါတယ်အခုမြင်နေရတဲ့အားတော့ကျွန်တော်ပုံတရာရေတခွန်ဖြစ်ပါတယ်ပုံတရာရေတခွန်မှာကြတော့အစစ်ပေါင်း80ရှိရနော်ကျွန်တော်အခုရောက်ရှိနေတဲ့နေရာတော့အစစ်30ရှိတဲ့နေရာဖြစ်ပါတယ်အစစ်30ရှိတဲ့နေရာဖြစ်ပါတယ်ဗျာပြီးလို့ရှိရင်ပုံတရာရေတခွန်ရဲ့အနိနာတွေမှာပေါ့နော်ဟိုဟာထူးဆန်းတဲ့အရာတွေအများကြီးရှိတယ်ပြီးလို့ရှိရင်ဟိုမှာတိတာကလေးဟိုမှာစီးကြလာတဲ့ရေတခွန်လေးပေါ့နော်ဟိုမှာအဲကြတော့ရန်ထူးဆန်းတယ်ဟိုမှာအေးဟိုမှာထူးဆန်းတယ်နော်ကြောက်တောင်ကြီးကနေသူကထွက်ကြလာတာနော်ထွက်ကြလာတာကြည့်တာပြီးလို့ရှိရင်ဒီကြောက်ဖြာကြီးတွေမှာဟိုမှာပြားအောင်အကြီးကြီးတွေရှိတယ်ပြားအောင်တွေအများကြီးရှိပါတယ်ပုံတရာရေတခွန်ရဲ့ဘေးနားမှာရှိတဲ့ကြောက်ဆောင်တွေပေါ်မှာဒီကနေတဲ့ပြားအောင်ကြီးတွေဖြစ်ပါတယ်ပြီးတော့ဟိုးဖက်မှာလည်းရှိတယ်နော်အများကြီးရှိတယ်နော်ပြီးလို့ရှိရင်ဘာတွေထူးဆန်းသေးတယ်ဆိုရင်ဒီမှာကြောက်တုံးအကြီးကြီးတွေပါဟိုမှာကြောက်တုံးအကြီးကြီးတွေပါဒီနေရာတော့အဲ့ကြောက်တုံးကြီးကမိုးရသည်ဆိုလို့ရှိရင်ဒီကြောက်တုံးအကြီးကြီးတွေရေအကုန်မြုပ်ပါတယ်ရေတွေဒီမှာအကုန်လုံးပြည့်ပါတယ်မိုးရသည်ဆိုတာဒီဖက်တွေတွာလာလို့အဆင်မပြေပါဘူးတွာလာလို့မရပါဘူးအခုကျွန်တော်ဆောင်းရသည်မို့လို့ကျွန်တော်ဒီနေရာကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဆောင်းရသည်မို့လို့တွာလာလို့ရတာဖြစ်ပါတယ်ဗျာဒီမှာနော်ကြောက်ဆောင်ကြီးတွေဒီမှာအရန်ထူးဆန်းတယ်နော်ကြောက်တုံးအကြီးကြီးနော်ကျွန်တော်ပြပေးထားတယ်ကြောက်တုံးအကြီးကြီးနော်သူကဘယ်လိုပုံစံလဲဆိုရင်ကြိုက်ချီယိုစီဒီပုံစံမို့နော်ဒီမှာလိတ်မကြောက်ဘူးတိလားအကြီးကြီးပဲသူ့ရဲ့အောက်မှာနော်တိတိလေးနော်သူ့အောက်မှာတိတိအောက်မှာရေခွာစီးကြလာတဲ့ဟိုမိုင်းတွေတက်နေရနော်မိုင်းတွေတက်နော်ဟိုမှာနော်ဟိုမှာနော်ဟိုမှာရေခွာရဲ့အထအစ်ပေါ့နော်ဟိုမှာနော်ဟိုမှာဒီကလေးရိုက်ပေးထားတာပါဟိုမှာဒီကလေးနော်ဒီမှာပြီးလို့ရှိရင်ဒီလိုစီးစင်းလာနော်ရေကဒီလိုအရန်ကြီးနော်ရေရန်ကြီးနော်ဟိုမှာနော်ကျွန်တော်ပြန်ပေးတာနော်အဲ့မှာတော်တော်လေးစီးကြနေတာနော်အဲ့ဒါအကုန်လုံးကြောက်ဖြာကြီးတွေပါနော်မြေသားလုံးဝမပေါ့အကုန်လုံးကြောက်ဖြာကြီးတွေဖြစ်ပါတယ်